ကျောင်းသားတွေတနေ့ကိုဘယ်နှစ်နာရီအိပ်ဖို့လိုအပ်လဲ Okay တော့ကြိုက်ပါဆိုတဲ့ခါကျတော့မင်းညညနေထိစာလုံးနေနေဒီဟာလေးအကြောင်းပြောဖို့ idea ရလာရပေါ့နော်ဆိုတော့ယူစာကြက်ရတဲ့ကျောင်းသားတယောက်သာဆိုလို့ရှိရင်ယူတနေ့ကို9နာရီကနေပြီး9နာရီလောက်ကြာအောင်အိပ်တင်ပါတယ်ဆိုတော့ဘာလို့လဲဆိုတော့ယူအိပ်တဲ့အချိန်မှာ sleep cycle ဆိုတဲ့ဟာရှိရယ်NREM stage နဲ့ IEM stage ပေါ့နော် stage လေးခုရှိတယ်ဒါကတော့ထားလိုက်ပါတော့ပြောချင်တာက sleep cycle တစ်ခုကိုမိနစ်90ကနေ130မိနစ်အထိကြာရဲဆိုတော့တနားရီခွဲလောက်ကြာတာပေါ့နော်လူတစ်ယောက်က sleep cycle တစ်နေ့ကို4ချိန်ကနေပြီး6ချိန်လောက်အထိရောအိမ်မှာသူ့ရဲ့အနားယူမှုပေါ့နော်အုံနောက်ရဲ့အနားယူမှုကအပြည့်အဝအနားယူနိုင်တယ်ဆိုတဲ့ခါကျတော့ယူsleep cycle တစ်ခုအနည်းဆုံးတနားရီခွဲလို့ပြောခဲ့တယ်ဆိုတော့4ချိန်ဆိုလို့ရှိရင်အမှန်6နာရီဖြစ်နေပြီဆိုတော့တနားရီခွဲဆိုတာအနည်းဆုံးပြောတာနော်ဆိုတဲ့ခါကျတော့အဲ့အကြောင်းမလို့9နာရီလောက်အိပ်ဖို့လိုတယ်လို့ပြောတာ6နာရီ9နာရီလောက်တော့အနည်းဆုံးအိပ်ဖို့လိုတယ်အဲ့မအိပ်ရင်ဘာဖြစ်လာမလဲဆိုတဲ့ခါကျတော့ Euro sleep cycle ကပြောရမယ်တေချာမပြည့်တော့ဘူးကွာမပြည့်တော့တဲ့အချိန်မှာယူရိုအနားယူနေတဲ့အချိန်မှာယူရိုအိတ်နေတဲ့အချိန်မှာယူရိုအုံနောက်ကဒီယူရိုကြက်ထားတဲ့စာတွေကိုlong time memory ဖြစ်နေပြောင်းနေတာအဲ့တော့ပြောင်းနေတန်းတန်းနဲ့ယူရိုထားလိုက်တဲ့အချိန်မှာပြောရမယ် data ရဲ့တန်းလိုင်းဖြစ်သွားတယ်လို့မျိုးပေါ့ဆိုတော့ယူရိုစာတွေကမေ့သွားမယ်အဲ့တော့ယူရိုရဲ့စာတွေကို hippocampus ဆိုတဲ့နေရာနေပြီးတော့ cortex ထဲအထိကို long time memory ဖြစ်ပြောင်းနေတဲ့အချိန်မှာယူရိုကနိုးလာရဲဆိုလို့ရှိရင်စာရီအကုန်မမှတ်မိရောဘူးပေါ့နော်အဲ့လိုပြဿနာဖြစ်နိုင်တယ်နောက်ပြီးတော့ဗာလဲဆိုတော့အေးဝမအေးဘူးဆိုလို့ရှိရင်ခန္ဓာကိုယ်ကနေပေါ့ကော်တီဇောဆိုတဲ့ဟော်မုန်းတွေထွက်တယ်ဒါ stress ဟော်မုန်းပေါ့နော်ဆိုတော့ကြတော့အရန်စိတ်တူလွယ်လာမယ် stress တွေများလာမယ်depression တွေဝင်လာမယ်ပြီးရင်တော့အရန်ဆလာမတည်စားချင်တာဒါမျိုးတွေဖြစ်လာမယ်ပေါ့နော်ဆိုတော့ memory အတွက်လည်းမကောင်းဘူးပြီးနောက်တစ်ခုပါလေအေးမပါဘူးဆိုမှအိတ်ချင်များတယ်အိတ်ချင်နေမှာတော့အတန်းထဲမှာအာယုံမဆိုင်နိုင်ဘူးတန်းနေမယ်ငိုက်နေမယ်ငိုင်းနီးနေမယ်လန်းလန်းဆန်းဆန်းမရှိဘူးဒါမျိုးတွေကဖြစ်လာမှာပဲဆိုတော့ယူရိုအေးဝါဖို့လိုတယ်အထူးသဖြင့် grade 12 student တွေပေါ့နော် high school student တွေအေးဝါအိပ်ပြီးတော့မှစာမှုပွဲသွားဖြေပါအေးဝါအိပ်ပြီးတော့မှစာကြက်ပါအဲ့ဒါကအရန်ကောင်းပါတယ်အမကိုယ်တိုင်လည်းတနေ့ကို9နာရီလောက်အိပ်ပြီးတော့မှဒီလိုမျိုးအမှတ်တွေရလာတာပေါ့နော်ဆိုတော့ဆောင်းမွေးမတိုင်ခင်မအိပ်ပဲကြက်တာတို့တညလုံးမအိပ်ပဲနဲ့ဆောင်းမွေးတော့ဖြစ်အောင်အဲ့ဒါမယုံပါနဲ့ဆိုတော့ယူရိုကိုယ့်ရဲ့ routine အတိုင်းကိုယ့်ရဲ့ schedule အတိုင်းပဲအေးဝိုက်အိပ်ကျန်းမာအောင်နေပြီးရင်စာကိုတိတိကျကျနဲ့တနေ့စာတနေ့ကြက်လို့ရှိရင်ယူရိုလိုချင်တဲ့result တွေရလာမှာဖြစ်ပါတယ်ဆိုတော့ခါကျတော့ဒီနေ့တော့ဒီလောက်ပါပဲအားလုံးကတော့ happy ပါပါမယ် bye